Okay ဘာမှရမလဲကြည့်မယ်အကုန်လုံးမှန်လို့ဆိုရှင်9မှတ်တစ်ခုမှမမှန်လို့ဆိုရှင်0 Okay I'm going to shopping မှန်လားဟုတ်ပါတယ်မှားပါတယ် I'm going to shopping လို့ပြောနော် to မထည့်ရအောင်နော် I'm going shopping Okay Can I borrow me your penဘောပဲငှားလို့ရလားမှန်လားဟုတ်ပါတယ်ဒါလည်းပဲမှားပါတယ်အဲ့မှာ Can I borrow me your pen လို့ပြောနော် Can you lend me your pen ပေးပါလေသူကကိုပေးပါလေနော် Okay He married to her last year သူကသူ့ကိုပြီးခဲ့နှစ်ကလက်ထပ်ခဲ့တာမှန်လားဟုတ်ပါတယ်ဒါလည်းပဲမှားပါတယ် He married to her last year လို့မပြောနော် He married her last year 2မထည့်ဘူးနော် Okay I go to university by foot တက္ကသိုလ်ခြေကျင်သွားတာ Okay မှန်လားဟုတ်ပါတယ်ဒါလည်းပဲမှားပါတယ် I go to university by foot မပြောနော် on foot ပြောနော် Okay I go to university on foot This is more easy ဒါပိုလွယ်တယ် Okay အဲ့ဒီမှာဆိုရှင် this is more easy လို့ပြောနော် this is easier Okay ရအောင်နော်ဘယ်နှမှတ်ရလဲ9ခုလုံးဆိုရှင်9မှတ်တစ်ခုမှမမှန်ဆိုရှင်0 comment မှာထားပါနော် Okay အကျိုးရှယ်ဆိုရင်တော့နောက်ထပ် video တွေအတွက်ဒီ page ကို follow လုပ်ထားပါမယ်နော် bye bye see you in the next video